အားလုံးပဲမင်္ဂလာပါကျွန်တော်ပန်းချံမှာထိုင်နေတော့အာတွေ့တဲ့လူ၃မျိုး၃စားတော့ကျွန်တော်ဒေထားမိတယ်ပေါ့နော်ပထမတစ်မျိုးက Jam membership ကိုမဝင်ဘဲနေဒီလို public မှာလာပြီးတော့ဒီကွင်းပြင်ကြီးဒီပန်းချံကြီးတစ်ခုလုံးကိုသိရမလားပတ်ပြေးနေတဲ့ Jam နေဘာတွေကိုမတော်ပဲနေပြသိရမလားအဲ့လိုပတ်ပြေးနေတဲ့လူတစ်မျိုးရှိမယ်ပြီးတော့ဖုံးကြည့်ပြီးတော့ကန့်ချူလာရဲထိုင်နေပြီးတော့သိရမလားဖုံးကြည့်ပြီးတော့နေရပြီးရင်အဲ့ဖုံးကြည့်ပြီးတော့ပဲဒီလိုမျိုးပတ်ချလက်လျှောက်သွားတယ်ဒီလိုတစ်မျိုးနှစ်မျိုးရှိသွားပြီနော်နောက်တစ်မျိုးကအုပ်စုလိုက်လာပြီးတော့လေတငယ်ချင်းတွေအုပ်စုလိုက်လာပြီးတော့ဝိုင်းဖွဲ့ပြီးတော့စားတောင်းနေလူအဲ့လူတစုတည်းရှိတယ်ကျွန်တော်တွေ့ခဲ့ပါတယ်သူတို့ကတော့အုပ်စုလိုက်လာတာပေါ့နော်ပြီးတော့စားစရာတောက်စရာတွေပါတယ်ပြီးတော့ဒီမြခင်းပြင်ပေါ်မှာထိုင်နေပြီးတော့စားတယ်တောက်တယ်ဘာညာ enjoy နေပေါ့ဗျာသိရမို့လားအဲ့လိုမျိုးကျွန်တော်တွေ့ပါတယ်နောက်ပြီးတော့နောက်ထပ်တစ်မျိုးကအတွဲတွေရှိပါသေးတယ်အတွဲတွေရှိပါသေးတယ်ကောင်းလေးကောင်းမလေးသိရမို့လားလမ်းလျှောက်အတူလမ်းလျှောက်လာတာပေါ့နော်ဒါတွေလည်းရှိပါတယ်ပြောရမယ်ဆိုရင်ဗျာဘသူကတန်တယ်ဘသူကမတန်ဘူးလို့ပြောရမယ်ဆိုရင်အကုန်လုံးကတန်တယ်ဘာလို့လဲဆိုတော့ဂျင်ဆော့တဲ့လူကလည်းသူဂျင်ကိုတွားပြီးတော့ပတ်စံနေပါရဲ့ပေးနေကြမလို့ဒီကိုလာတယ်ပတ်ပြေးတယ်ဒီလိုမလားခါရလေးချင်းခန်းလုပ်တယ်ဗျာသူလည်းတန်တယ်နော်ပြီးတော့အုပ်စုလိုက်စားတော့တဲ့သူတို့ဆိုရင်လေအိမ်မှာစားနေရှုပ်ကဘာညာသိတယ်မလားဟောဖြစ်နေဦးမယ်ဗျာလူတနေရာမှာစုလိုက်တယ်ပြီးတော့ဒီပန်းချံကိုလာပြီးတော့ထိုင်စရာဘာညာတာရကနဲ့စားရကြတယ်တောက်ကြတယ်ဒါကိုဟာကိုရှင်းတာဆင်ပြေတယ်လေဟုတ်တယ်နော်အဲ့လည်းဆင်ပြေတယ်နောက်တစ်ခုကကျွန်တော်ဒီလို view ကိုကြည့်ပြီးတော့အေးစစ်စစ်ထိုင်ချေးလို့ရတယ်ကျွန်တော်လည်းတန်တာပဲဒီအတွဲတွေဆိုရင်လည်းတန်တယ်ဘာလို့လဲသူတို့အေးစစ်စစ်လာရတယ်ရပြင်မလားအေးစစ်စစ် view လေးပါလေးကြည့်ပြီးတော့နှစ်ယောက်သားအေးစစ်စစ်ကိုသိရမလားအဲ့ဆိုတော့အကုန်လုံးကသူ့အနေနဲ့သူတန်တယ်ဒီလို public မှာရှိရတော့တကယ်ပြီးရင်ဒီလို view တွေနဲ့ဒီလို view တွေရှိလို့လေလာကြတာပေါ့ဗျာသိတယ်မဟုတ်လား okay ပါ